ဒီ clip လေးကတော့ကျမတို့ဆွမ်းလှူသွားလုပ်တဲ့ clip လေးဖြစ်တယ်သွားတဲ့နေရာကတော့ရေတလားပေါင်ကြီးရွာဖြစ်တယ်မနက်စာကိုရွှေပလင်မှာစားပြီးတော့ကျမမကလှူအာရဒါနာလှူလုပ်တယ်ကျမတို့တွေစားကြတဲ့အိမ်မှာရေတလားပေါင်ကြီးရွာလည်းရောက်တော့ entrance ဝင်မှာဆောက်လက်ဆောင်မှုကြီးရှိတယ်အဲဒီဟာကိုဖြတ်ကျော်ပြီးရင်ကျမတို့တွေဒီဆွမ်းပရိသတ်ပင်လှူတဲ့ reception နေရာကိုရောက်တယ်ပေါ့နော်အဲ့ရကိုတွေကလည်း coffee နဲ့ snack လေးတွေကိုအခန့်ကျွေးမွေးတဲ့မိသားစုတွေတငယ်ချင်းမိတ်ဆွေဓမ္မမိတ်ဆွေရောက်လာကြတယ်အဲ့မှာဆရာတော်ဘုရားကြီးရှင်စန်းနေမှာပုံတော်ကိုခိုက်ခဲ့တယ်ပြီးရင်ဓမ္မဟောကလည်းအဲ့ဒီအဆောင်ဟောကလည်းအခြေကြီးပဲပေါ့နော်အဲ့မှာ on the way မှာနဂါဖရားကိုလည်းတွေ့ခဲ့တယ်ပြီးရင်ကျမတို့စွန်းစားဆောင်ကိုသွားရတယ်စွန်းစားဆောင်မှာတာမဏေတွေနဲ့ရဟန်းတန်ဃာတွေကိုစွန်းလှူရတယ်ပေါ့နော်စွန်းလှူရတဲ့အချိန်မှာအရန်ချီညူကိုကောင်းတယ်အရန်ဝမ်းသာပီတိဖြစ်မိတယ်အဲ့မှာဓမ္မမိတ်ဆွေတွေရောညီကိုမောင်နှမတွေပြီးရင်မိုးဆွေ channel မိသားစုနဲ့ audience တွေတူတင်းစီတယောက်ချင်းစီကိုလည်းမေတ္တာပို့အမျှပေးဝေပေးပါတယ်ပြီးရင်ဒီ clip လေးမှာပါဝင်တဲ့အမှတ်တရလေးတွေကိုဓမ္မဒါနပြုပေးတဲ့မိုးဆွေ channel ကိုလည်း credit ပေးပါတယ်ရှင်အားစားစရာအရာတိုးတက်ကြည်ပွားအောင်ဆန္ဒပြုစုမွန်ကောင်းတောင်းပေးပါတယ်ဆက်လက်ပြီးတော့ဆွန်လောင်းတဲ့အတွေ့အကြုံလေးပြပြရရင်တော့ကျမတို့တွေဆွန်လောင်းနဲ့ဆွန်ခါတော်ဖျားတွေကိုဆွန်ကတ်ရတယ်ကပ်ပြီးသွားရင်ကျမတို့ကဒီတန်ဃာတော်ရဲ့တာမဏေရဲ့အနောက်မှာကျမတို့တွေတွားရောက်ပြီးတော့ကြီးညိုတရားပြုရတယ်အဲ့ဒီချိန်မှာဆရာတော်တွေတာမဏေတန်ဃာတော်တွေအကုန်လုံးကဆရာတော်ကြီးရှင်စန်းနေမှာရဲ့အတန်တော်နဲ့အတူအတီတတိနဲ့စွန်ဖုံးပေးရတယ်ဝေယဝိဆာသမားတွေကလည်းလိုက်ပြီးတော့အကူကြီးဖြည့်ဆွမ်းပေးကြတယ်ပေါ့နော်ဆိုတော့ပြီးတော့ကျမတို့ကိုဒီသာသနာပြုဥယျာဉ်ကနေ့လယ်စာပြန်လဲတက်ခင်းကျွေးမွေးတယ်အားကြောင့်မို့ကျမတို့တွေစွန်းစားဆောင်ကိုတွားရောက်ပြီးတော့တုံးဆောင်ကြတယ်အဲ့မှာအဲ့စွန်းစားဆောင်ရဲ့အတွင်းထဲမှာပဲသာသနာပြုဥယျာဉ်ကဒီရဟန်းတန်ဃာတွေတာမဏေတွေအတွက်ကိုအာလူချက်သွန်နေနဲ့စန်စီစားတဲ့အရာတွေကိုစနစ်တကျတူလောင်ထားတာကိုကြီးညိုပွဲရတွေ့ရတယ်အဲ့ဒါပြီးတော့ကျမတို့တွေကရေစက်ချဖို့အတွက်ဓမ္မဟောကိုပြန်လာချရပါတော့နော်ခါဆရာတော်တပားကကျမတို့ရေစက်ချပေးတယ်အိမ်လေးမှာကျမဒီကွယ်လွန်သွားပြီဖြစ်တဲ့ကျမရဲ့ဖေဖေမေမေဆွေမျိုးများနဲ့တငယ်ချင်းအိမ်များကိုကျမလည်းရေစက်ချမြစ်တာပို့ပေးတယ်ဒီဝမ်းမြောက်ဝမ်းသာနဲ့ဒါတို့ခေါ်ဆိုနေမယ်လို့ကျမယုံကြည်တယ်ကျမလည်းဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ဒီအလှူမှာပါဝင်ပြီးတော့အချိန်ပေးပြီးတော့လာရောက်တဲ့တူတယောက်ချင်းစီပံ့ပိုးကြတဲ့တူတယောက်ချင်းစီအကုန်လုံးလည်းကျမနဲ့အတူကုသိုလ်ထပ်တူထပ်မြရရှိကြမယ်လို့ကျမယုံကြည်တယ်အဲ့ဒီနေ့မှာနောက်ကုသိုလ်လေးတစ်ခုကကြတော့ဝါဆိုသင်္ကန်းမှာကတ်ကြရတယ်ဆရာတော်ဘုရားကလည်းဝါဆိုသင်္ကန်းအတွက်ကုသိုလ်အမြပေးတယ်ဆရာတော်ဘုရားနဲ့ဓမ္မသာကိစ္စဆရာတော်ဘုရားရှိရာနေတရားဓမ္မအဆုံးအမတာကိုနာကြားခွင့်ရခဲ့တယ်ကျမလည်းဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ပြီးတော့ကျမတို့တွေကဆရာတော်ဘုရားနဲ့အတူဒီဓမ္မမိတ်ဆွေတွေကိုနှုတ်ဆက်ပြီးတော့ရေတလားဘောင်ကနေပြီးတော့ပြန်လည်ထွက်ခွာခဲ့ပါတယ်သာနာပြုဥယျာဉ်ရဲ့အဖွဲ့သားများအားလုံးကိုလည်းကျမ်းမာချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးပါတယ်ဒီမှာကျေးဇူးတင်စရာကောင်းတာကကျမမိုးနဲ့မင်းကိုလည်းအရင်ပဲကျေးဇူးတင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကဒီအလှလုပ်တာကိုမိုးလေကင်းရှင်းအောင်လို့ဆုတောင်းပေးတာကိုတကယ်ကူညီခဲ့ပါတယ်ရှင်ဤကုသိုလ်ဆူဆူတို့ကိုကျမဤခဏနာမစပြီးတတိုင်းစကြဝဠာရက်စမျက်နာ၌ရှိကြကုန်သော31ပုံ၌ကျင်လည်ကြကုန်သောယဟန်ရှင်လူနတ်ဒီဝါအားလုံးတပ်ပိတတာဝိနည်းနှင့်ဒုက္ခိတဒုက္ခိတဝိနည်းတတဝါအပေါင်းတို့အားအမြပေးပါရအမြပေးပါရအမြပေးပါရအမြရရှိကြ၏ကိုစိတ်နှပြချမ်းသာချမ်းသာရှိကြပါစေသောသာဓုပါ